Finland နိုင်ငံမှာတစ်လစာကုန်ကျစရိတ်ဘယ်လောက်ရှိလဲခဏခဏအလီနာကိုဒီမီးကုန်းနေကြီးလာမေးနေကြလို့ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်ပါတယ်ဒီ information တွေကအလီနာအတွေ့အကြုံပေါ်မူတည်ပြီးတော့ sharing လုပ်ပေးရဖြစ်တဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်တော့မတူနိုင်ပါဘူးရှင်ပထမအဆုံးတစ်ချက်ကကျောင်းစရိတ်Finland လို့ပြောလိုက်တာနဲ့ကျောင်းစရိတ်အလကားဆိုတာအကုန်လုံးတော်တော်များများသိကြမယ်လို့ထင်တယ်အဲ့ဒါမို့လို့ကျောင်းစရိတ်ဆိုလို့ရှိရင်တပြားမှပေးစရာမလိုတဲ့အတွက်0ပါ and ဒုတိယတစ်ချက်ကကျတော့အိမ်ငှားကတော့ကိုရတဲ့ကျောင်းပေါ်မူတည်ပါတယ်တချို့ကျောင်းတွေကကျောင်းဆောင်နေပေးရမျိုးတွေရှိရဲတချို့ကျောင်းတွေကကျတော့လဲကိုအပြင်မှာအိမ်ငှားရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါအပြင်ကိုမှကျောင်းဆောင်ရတဲ့ကျောင်းတွေမှာတချို့ကျောင်းတွေဆိုလို့ရှိရင်အလကားပေးရမျိုးတွေပါရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်အိမ်ငှားကအိမ်စရိတ်ပါမကုန်ဘူးပေါ့နော် so အခုအလီနာနေရတဲ့ပေါ်မူတည်ပြီးပဲပြန်ပြီးပြောပြပေးမယ်ဒီမှာကကျတော့အလီနာကအိမ်ငှားနေနေရဖြစ်တဲ့အတွက်အိမ်တအိမ်ကိုဆိုလို့ရှိရင်ယူရို900ကျော်ပေးရတယ်အဲ့လောက်ကြီးကျတော့လေမပေးချင်ဘူးပေါ့နော်အရန်များလွန်တာဖြစ်တဲ့အတွက်အခုအိမ်ကို3ယောက် share နေပါတယ်အလီနာပြင်နောက်ထပ်တကယ်ချင်း2ယောက်လည်းဒီအိမ်မှာနေရပေါ့နော်ဒီလိုမျိုးအိမ်မျိုးကို3နဲ့စားလိုက်တဲ့ခါကျတော့တစ်ယောက်ကို240ယူရိုကျပါတယ်အိတ်ခန်းကတော့တစ်ယောက်တစ်ခန်းစီရပြီးတော့ဒီလို bathroom တွေရေချိုးခန်းအိမ်သားနောက်ပြီးတော့ kitchen ကတော့ share 3ရပါတယ်နောက် tip တစ်ခု share ပေးရမယ်ဆိုလို့ရှိရင်လေဒီ Finland နိုင်ငံမှာကမြောက်ပိုင်းနေရအများကြီးပိုတက်တာရပေါ့နော်တောင်ပိုင်းကျောင်းတွေဆိုလို့ရှိရင်တော်တော်လေးကိုအိမ်ငှားတဲ့အခါမှာပေါ့နော်ဈေးတော်တော်လေးကြီးပါတယ်အခုမြောက်ပိုင်းမှာကတစ်ယောက်ကို200လောက်ပေါ့နော်အဲ့လိုမျိုးကြားတဲ့အချိန်မှာတောင်ဘက်ပိုင်းမှာဆိုလို့ရှိရင်တစ်ယောက်ကို400ယူရိုလောက်ကိုပေးပြီးတော့နေရပါတယ်အိမ်စရိတ်ပြီးသွားပြီဆိုတော့စားစရိတ်ပါဒီစားစရိတ်ကလည်းပြောရမယ်ဆိုရင်ကိုယ့်ကိုပဲမူတည်ရဒါပေမဲ့အလီနာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တစ်လကို80ကနေပြီးတော့100ယူရိုကြားကုန်ပါတယ်ဒါပေမဲ့တချို့လတွေမှာကြာရင်ကိုကအများကြီးစားမိသွားတဲ့ခါမျိုးတွေဆိုလို့ရှိရင်တော့ budget ကအဲ့လို100လောက်သွားတယ်ဒါပေမဲ့ပုံမှန်တိုင်းပဲစားမယ်ဆိုလို့ရှိရင်တော့ဒီလိုအသီးရွက်ဝယ်တာပြီးတော့အသားငါနောက်ပြီးတော့မုတ်ဝယ်တာဆိုလို့ရှိရင်ပေါ့နော်အကုန်လုံးပေါင်းအလီနာ80ယူရိုလောက်တစ်လကိုကြပါတယ်နောက်ပြီးတော့အလီနာတို့မြို့မှာကကျောင်းနဲ့အိမ်နဲ့ဝေးရဖြစ်တဲ့အတွက်ဒီလိုအေးတဲ့ဆောင်းရာသီမျိုးမှာဆိုလို့ရှိရင်ဘတ်ကားစီးပြီးကျောင်းသွားရတယ်ပြီးတော့မြို့လယ်နဲ့လည်းဝေးတဲ့အခါကျတော့တခုခုသွားမယ်ဆိုလို့ရှိရင်ဘတ်ကားစီးပြီးသွားရတယ်ပေါ့နော်အဲ့တော့ဘတ်ကားကလည်းကုန်ပါတယ်ဘတ်ကားကတစ်လကိုယူရို30ကုန်ပါတယ်အဲ့ဒါတွေအပြင်နောက်ထပ် phone bill ပေါ့နော် phone bill ကပုံမှန်ဆိုလို့ရှိရင်သူကဒီ data ပေါ့နော် unlimited ကို20ယူရိုကုန်တယ် so ဒါတွေအကုန်လုံးကိုအလီနာတို့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အိမ်လာက240 grocery bill က80 phone bill က20 bus ကားက30စုစုပေါင်း380ယူရိုကုန်ပါတယ်ဒါပေမဲ့ဒါတွေအပြင်ပေါ့နော်ခရီးသွားတာမျိုးတွေရှိတဲ့ခါကျရင်တော့ budget ကအဲ့ထက်များသွားတယ်ကို save တော့ပို့ပြီးတော့ချွေတာသုံးလို့ရတယ်ပေါ့နော်ဒါတွေအပြင်ပေါ့နော် health insurance တို့နောက်ပြီးတော့ home insurance တို့လည်းကုန်တာမျိုးတွေရှိသေးတယ်အဲ့ဒါကတော့အလီနာအခုဒီထဲမှာမထည့်ပေးထားဘူးပေါ့နော်အခု basic တွေလောက်ပဲအလီနာပြပေးသွားတာပါ so sharing လုပ်ပေးချင်တာလေးကတော့ဒီလောက်ပါပဲအကုန်လုံးသိချင်တာလေးတွေသိလိုက်ကြမယ်လို့မျှော်လင့်ပါတယ်ရှင် see you guys in the next video everyone bye bye